ကုံလွန်ခဲ့သော54ရက်စွဲများဟိုးအရင်ကခြံအမှတ်54ဆိုတာကျွန်တော်တို့အတွက်ရိုးရိုးအိမ်တိမ်မဟုတ်ခဲ့ဘူးအဲ့ဒီခြံထဲမှာကျွန်တော်တို့အိမ်မက်တွေယုံကြည်ချက်တွေအသက်ဝင်နေခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းအဲ့ဒီခြံကြီးထဲပြန်ရောက်သွားတော့တစ်ခုကမတူတော့သလိုခံစားရတယ်တစ်ချိန်ကຫນွေဦးမှာမွေးရနံ့တွေဖြာကျနေခဲ့ကန်းကော်ပင်ကြီးတွေတောင်အခုဆိုအရွက်တွေပြောင်းဆင်ကုန်ပြီပုံညက်ပင်မြက်လေးပန်းမင်တွေလည်းဘယ်ရောက်သွားမှန်းမသိတော့ဘူးတကြားသီးပင်ပေါ်မှာအသီးတွေကဘယ်သူမှမခူးပဲပြူးကြောင်ကြောင်ပုတ်သိုးနေတယ်တမယာပင်တွေလည်းတစ်ချိန်ခူးမမီလောက်အောင်တီးနေခဲ့ပေမဲ့အခုတော့ဘယ်မှာလဲ2008နာဂစ်မုန်တိုင်းကတရက်ပင်ကြီးတွေကိုလဲကျသွားအောင်တိုက်လှဲခဲ့ကြတယ်အင်ကြီးရှင်သူမလည်းအဲ့ဒီခြံထဲမှာအမြဲမရှိနိုင်ဘူးလေတစ်ချိန်ကတဲခွင်းပြင်ဖြစ်ခဲ့တဲ့နေရာမှာအခုဆိုမြက်ခင်းစိမ့်စိမ့်တွေပေါက်နေပြီခြံစည်းရိုးဟောင်းတွေလည်းအခုတော့ထူထပ်တဲ့အုတ်တိုင်းတွေနဲ့အစားထိုးခံလိုက်ရပြီခြံထဲကိုဝင်လိုက်တာနဲ့ဘယ်ဘက်မှာတစ်ချိန်ကကျွန်တော်တို့စိတ်ထွက်ပေါက်အဖြစ်ထိုင်ပြီးပြင်ကလူတွေကိုငေးကြည့်ခဲ့တဲ့လှေကား3-1ခုံကြီးလည်းမရှိတော့ဘူးဒါပေမဲ့အင်းအားကန်ကတော့အရင်တိုင်းညင်သာနေတော့မှာပဲလေတစ်ခါတိုက်ရင်လှိုင်းကျက်ခုတ်ကလေးတွေလူးလွန်လာတတ်တယ်ဒါပေမဲ့တစ်ချိန်ကစူညံပွက်လောရိုက်ခဲ့တဲ့စပူဆောင်ကတော့အခုဆို6ကတ်နေပြီ2003ခုနှစ်ကအဲ့ဒီခြံထဲမှာကျွန်တော်တို့အိမ်မက်တွေကိုထွန်ရက်ခဲ့ကြတယ်ယုံကြည်ချက်တွေကိုခါးမှာစီးထားသလိုအိမ်မက်တွေကိုအလံလိုလွှင့်ထူခဲ့ကြတယ်ရေဒီယိုလေးတွေကသတင်းလို့ခေါ်တဲ့အတန်တွေကိုဘိန်းရှူသလိုမူးဝေနေအောင်နားထောင်ခဲ့ကြရတယ်ဒါပေမဲ့ဘဝတွေကဘယ်အချိန်မှအပင်ပေါက်မလဲဘယ်အချိန်မှရေတောက်မြစ်တွေတူးဆွခံရမလဲဆိုတာကျွန်တော်တို့မသိခဲ့ပါဘူးအင်းအားကန်ဘေးကမြကျွန်းသာစင်တင်သေးဂီတတန်တွေကရေပြင်ပေါ်မှာဘောလောမျောလာတယ်2003ခုနှစ်မေ30ဒီပိန်းအရေးခင်းတဲ့သူခြံအမှတ်54ရဲ့အကျယ်ကျုပ်ကာလတွေဟာညတွေရှည်လျားခဲ့တယ်အဲ့ဒီခြံထဲကလမ်းတွေပေါ်မှာလူ9ယောက်ရဲ့ခြေရာတွေဟာအထက်ထပ်ပေးစွန်းခဲ့တယ်ပြောနေကြစကားတွေကိုတော့ထက်ခါပြောခဲ့ကြရတယ်လုံနေကြအလုပ်တွေကိုလည်းဖုံထူအောင်ထက်ခါလုပ်ခဲ့ကြရတယ်ရေဒီယိုကသတင်းတွေမပီတာဘူးဆိုရင်ဟင်းအိုးဆလောင်းမုံတစ်ဖက်ကိုជីနန်းကျိုးနဲ့ချီတစ်ဖက်ကိုအန်တနာတိုင်းမှာချိတ်လိုက်ရင်အတန်တွေပီတာလာတယ်ဆိုတာကျွန်တော်တို့ရှာတွေ့ခဲ့တယ်ရေကိုလျှက်စစ်နဲ့ရှော့ရိုက်ပြီးကြိုချက်တောက်တက်လာတယ်အထိတ်မှန်နေ့တွေမှာကြပြားတွေကိုဗလာစာအုပ်ထဲပြစ်ထည့်ပြီးမှတ်တမ်းတင်ခဲ့ကြတယ်မေ30အလွန်လအနှဲငယ်ကြာတော့အင်ကြီးရှင်သူမပြန်ရောက်လာခဲ့တယ်သူမရဲ့နွမ်းလျားတဲ့ကိုယ်ခန္ဓာမာကြောတဲ့မျက်နှာနဲ့စူးရဲတောက်ပတဲ့မျက်လုံးတွေနဲ့တူခြံထဲကိုပြန်လဲရောက်ရှိလာခဲ့တယ်လေထူးဆန်းတာကသူမပြန်လာတော့မယ်ဆိုတာတရက်လောက်ကတည်းကကျွန်တော်တို့ခံမှန်းပြီးပျော်ရွှင်နေခဲ့ကြတယ်သူမကတော့ဘာမှမဖြစ်သလိုပုံမှန်လေတန်းနဲ့ပြောပြီးအားလုံးကိုပျော်ရွှင်စေခဲ့တယ်သူမကိုပြန်ပို့လာတဲ့အရာရှိတယောက်ကိုထီမထင်တဲ့အကြည့်တွေနဲ့ကြည့်ပြီးကျဉ်းနှက်ခဲ့ဘူးတယ်အဲ့ဒီချိန်တွေမှာပန်းသီးတစ်စိပ်ဖတ်ကျန်းဆေးလိပ်ကော်ဖီတစ်ခွက်ကြပြားစာအုပ်တစ်အုပ်ဗလာစာအုပ်နဲ့ဘောပင်တစ်ချောင်းက
ကျွန်တော်တို့အင်းအားကံဘေးမှာရင်ချောင်စေခဲ့တယ်သူမရဲ့စလိတ်နဲ့ပတ်သက်တဲ့ခံယူချက်ကိုတနေ့မှကျွန်တော်ကြုံခဲ့ရဘူးတယ်လုံညိုရေးဂိတ်မှာတတ်ထားတဲ့အဖြူရောင်အဝေးထိန်ဘဲလ်တန်ကြားရင်ကျွန်တော်စွတ်ကျဲဂျိုင်းပြက်နဲ့နီးစရာအင်ကြီးအဖြူရောင်တစ်ထည်ကိုကောက်ဆိုးပြီးသူမရှိသွားခဲ့တယ်သူမစီရောက်တော့စူးရဲတဲ့မျက်လုံးတွေနဲ့တောင်းကြီးကျွန်တော်ကိုကြည့်နေတာအံ့ဩထိတ်လန့်ခဲ့တယ်ခဏကြာတော့နာမည်ရှိမှကိုတက်ခေါ်ပြီးအခြားသူတယောက်ကိုလှမ်းရှာခိုင်းခဲ့တယ်သူမရဲ့အကျင့်ကအသက်ကြီးငယ်မရွေးနာမည်ရှိမှကိုတို့မတို့တက်ပြီးလေးလေးစားစားခေါ်တတ်တာသူမကိုခေါ်ရင်လဲရှင်းလို့ပြတ်သားစွာပြန်ထူတတ်တာပဲတနေ့ဂိတ်ကိုပြန်ရောက်တော့ကျွန်တော်ဝတ်ထားတဲ့အင်ကြီးထဲမှာဖက်ကျန်းစလိတ်တွေထိုးထောင်ဖြစ်နေတာသတိထားမိတယ်နောက်တနေ့စကားကြုံတော့သူမကစလိတ်များတောက်ရင်မြန်သေမယ်လို့ပြုံးဆဆနဲ့ပြောသွားတယ်ဒါပေမဲ့တားဆီးတာမျိုးတော့မရှိပါဘူးသူမကသူတစ်ပါးရဲ့လွတ်လပ်ခွင့်ကိုထိပါးလေမရှိသလိုဝင်ရောက်ဆွတ်ဖက်လေလည်းမရှိပါဘူးကျွန်တော်တို့ရဲ့သပင်ရှည်ရှည်ဘူဒီဘတ်တီတွေကိုကြည်ပြီးပြုံးရည်တတ်သေးတယ်ရဲဘော်ရဲဘတ်တွေကိုလည်းယူတဆိုင်ရှိတယ်ခြံထဲကလူအားလုံးကိုနှစ်ပတ်တစ်ခါပေါင်ချိန်ကိုင်းတယ်နာဆေးချောင်းဆိုးရင်တော့သူမကိုကုပေးနေတဲ့ဒေါက်တာတင်မျိုးဝင်းစီပြခိုင်းတယ်ကြတော့ဆရာကိုတော့အားနာရတယ်ဆရာပြောပြတဲ့စေပညာဗဟုတုတတွေကိုလည်းမှတ်သားရတယ်ဂျပန်ကထုတ်တယ်ဆိုတဲ့ယေရှုဆေးပြလိုဂျယ်လီဘူးလေးတွေဝေပေးပြီးတနေ့ကိုတစ်လုံးစားရမယ်လို့ဆိုတယ်ကျွန်တော်ကတော့အရသာချိုးဤမှုတော့တနေ့ကို9လုံးလောက်စားဖြစ်တယ်ဒါပေမဲ့အကျိုးဆက်ကတနေ့လုံးဗိုက်စာနေတာပဲသူမရဲ့နေ့စဉ်ဘဝကစီကံလည်းရှိတယ်ည12နာရီဆိုရင်သူမနေတဲ့အိမ်ပေါ်ထက်ကမီးပိတ်သွားတယ်မနက်4နာရီအခါတရံ9နာရီခွဲလောက်မှမီးပြန်လင်းလာတယ်သူမတရားထိုင်တာကိုနေ့စဉ်လုပ်တယ်စံတရားကိုလည်းရံဖန်ရံခါတီးတယ်ဖျားပန်းနေ့စဉ်ကတ်တယ်လို့နှင်းစီပန်းတွေကိုသူမခေါင်းပေါ်မှာမကြာခဏမြင်ရတယ်အခုခြံအမှတ်54ထဲမှာလူတွေသိမရှိတော့ဘူးသူမလည်းအမြဲရှိမနေတော့ပါဘူးဒါပေမဲ့သူမရဲ့ဆူရဲတဲ့မျက်ဝန်းတွေကိုကြည့်ပြီးကျွန်တော်တို့ပန်းနိုင်စီလှော်ခတ်ခဲ့ကြတယ်ပန်းနိုင်ဆိုတာတွေကရောက်တယ်ထင်းပြီးနောက်ထပ်ရွှေ့သွားပြန်တယ်သူမရဲ့ရဲဘော်ရဲဘက်အချို့ကလှော်တက်ကိုဂုံယူစာထောင်ထားပေမဲ့သူမရဲ့စိတ်ခံစားချက်တွေကဘယ်လိုဖြစ်နေမလဲနှစ်တွေအကြာကြီးမိသားစုနဲ့ဝေးနေရပေမဲ့သူမနှုတ်ဖျားကမိသားစုအကြောင်းတစွန်းတစမျှမကြားရပါညင်းညူတာမရှိသလိုရည်စရာရှိရင်ကလေးငယ်လိုဟန်မဆောင်ပဲခိုးခစ်ရည်တတ်တယ်ကျွန်တော်တို့အိမ်မက်တွေကတကယ်ပဲကြည်လင်ပြတ်သားခဲ့ပြီလားကျွန်တော်တို့ရက်နေတဲ့နေရာကဒီမိုကရေစီပန်းနိုင်အစ်စ်မှန်ပါလားသူမနဲ့သူမရဲ့အစိုးရဟာရွေးကောက်ပွဲကြီးညာစာတမ်းကိုကိုင်းပြီးရှေ့မှာချီတက်နေတယ်ဒါပေမဲ့အဲ့ဒါကိုမသိလိုက်ကြတဲ့သူမရဲ့ရဲဘော်ရဲဘက်တွေလည်းရှိနေသေးတယ်ရှေ့ကိုရှောင်ရင်နောက်ပြန်လှည့်ကြည့်နေရတဲ့သူမရဲ့ဘဝဟာပြိုင်မြင်းတကောင်လိုဇက်ကျိုးဆွဲခံရတယ်လို့ပါပဲခြံအမှတ်54ဟာတစ်ချိန်ကဝစ်ကျင်းတစ်ခုဖြစ်ခဲ့ဘူးတယ်အခုတော့တိတ်ပြီးထူးခြားတဲ့ပြောင်းလဲမှုတွေမရှိတော့ပါဘူးအတန်တွေတိတ်ဆိတ်နေတဲ့ခြံကြီးထဲမှာအင်ကြီးရှင်သူမရဲ့ဘဝဟာအရွယ်နဲ့မမျှအောင်စူညံတန်တွေကြားမှာတဖြည်းဖြည်းလုံးမပါလာတယ်လို့ကျွန်တော်ခံစားမိတယ်သူမဟာကန်းကော်ပင်ကြီးတွေလိုရခင်ကာလတွေနဲ့မတူတော့ပဲအိုမင်းလာခဲ့ပြီသူမရဲ့ကြံရှိနေတဲ့တတန်းလေးကိုဒီလိုခြံကြီးလိုပဲတိတ်ဆိတ်
အေးအေးချမ်းချမ်းဖြတ်တန်းစေခြင်းတယ်သူမရဲ့ရဲဘော်ရဲဘက်တွေဖြောက်မှတ်ကြပါစေအမိခိုကင်းပြီးသူရဲကောင်းဆန်ကြပါစေသူမကိုလည်းလွတ်လပ်ခွင့်ပေးနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းမိပါတယ်